ဒါတို့သမီးတို့အားလုံးပဲမင်္ဂလာပါဒီနေ့မှာဒီချက်ကဝါစင်ကရှင်မျိုးထဲမှာပါတဲ့နောင်ချောင်းကိုမနေ့တုန်းကရှင်းပြခဲ့ပြီးဖြစ်တဲ့အတွက်ဒီနေ့မှာတော့ pronoun လေးကိုဆက်ပြီးတော့သွားကြရအောင်เนาะအဲ့တော့ pronoun မှာဆိုရင်ဒီချေတို့က pronoun ကဘာတွေကိုပြောတာလဲဗမာလိုပြောရရင်တော့ pronoun ဆိုတာကတော့နာမ်စားပါနာမ်စားဆိုတာကကြတော့ကိုဆိုရင် I သူဆိုရင် he သူမဆိုရင် she သူတို့ဆိုရင် they ပြောရမယ်ဆိုရင်တော့ I he she they we you it ပေါ့နော်ဒါတွေအားလုံးကိုဒီချေတို့ကနာမ်စားလို့ခေါ်ပါတယ်ဗမာလိုသင်ခဲ့ဦးတဲ့အတိုင်းပါပဲနာမ်အစားသုံးသောပုဂ္ဂိုလ်နာမ်စားကိုခေါ်သည်မောင်မောင်ကိုယောက်ျားလေးဖြစ်တဲ့အတွက်သူ့ကိုအစားသုံးခြင်းရင် he လို့သုံးတယ်လို့ပဲနောက်တစ်ခုက teacher ကအကယ်၍များဆရာမဖြစ်ခဲ့မယ်ဆိုရင်ဆရာမကို she လို့သုံးလိုက်တယ်လို့ပဲနာမ်စားသုံးတာဖြစ်ပါတယ်စက်ကြည့်ရအောင်အဲ့တော့တီချယ်တို့တွေနန်စားမှာဆိုရင်တီချယ်တို့အမျိုးအစားဘယ်နှခုရှိသလဲဆိုရင်ပြပြချင်ပါတယ် personal pronoun ဒီမှာနော် personal pronoun ဆိုတာကကြတော့ဘာကိုဆိုလိုတာလဲဆိုတော့ပုဂ္ဂလနန်စားဗမာလိုပြောရရင်တော့ဒါတို့တွေမြန်မာတရားမှာကြက်ခဲ့တယ်လို့ပါပဲပုဂ္ဂိုလ်ရဲ့အစားသုံးတဲ့လူပုဂ္ဂိုလ်ရဲ့အစားသုံးတဲ့ပုဂ္ဂိုလ်နန်စားဒါကြောင့်မလို့ပုဂ္ဂလနန်စား personal pronoun လို့ခေါ်ပါတယ်နောက်တစ်ခုကကြတော့ဘာလဲဆိုရင် possessive pronoun ဆိုတာကကြတော့ဘာလဲဆိုရင်ပိုင်ဆိုင်မှုကိုပြောတဲ့နန်စားပိုင်ဆိုင်မှုကိုပြောတဲ့နန်စားဆိုရင်ဥပမာဒီမှာဒီချေပြထားတယ် my book ကျွန်ုပ်ရဲ့စာအုပ် his hat သူ့ရဲ့အုတ်ထုပ်ဒါတွေကကိုယ့်အရှိမနာမည်တွေနေနေမပါဘဲနဲ့သူအစားကိုအစားအသုံးပြုတဲ့ possessive pronoun ပိုင်ဆိုင်မှုကိုပြတဲ့နန်စားဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီမှာ reflexive pronoun ဆိုတာကကြတော့ဘာလဲဆိုရင်ကိုယ့်ရဲ့နော်ကိုယ့်ရဲ့ဒီကိုပြန်ပြီးတော့ဒါနန်စားသုံးတဲ့ပုံစံမျိုးပေါ့နော်ကိုသဘောဖြစ်ပါတယ် myself မိမိကိုပေါ့နော် yourself သင်ကိုယ်တိုင် himself သူကိုယ်တိုင်ပေါ့နော်ဒါမျိုးလေးကို reflexive pronoun လို့ခေါ်ပါတယ်နောက်တစ်ခုက demonstrative pronoun ဆိုတာကကြတော့ဘာလဲဆိုရင်နေရာတစ်ခုကိုညွှန်းပြတဲ့အခါမှာဗမာလိုဆိုရင်တော့အညွှန်းပြနန်စားပေါ့နော်ညွှန်းပြနန်စားဆိုတော့ညွှန်းပြတစ်စုံတစ်ခုကိုညွှန်ပြတဲ့နေရာမှာသုံးတဲ့ pronoun ကိုပြောခြင်းဖြစ်ပါတယ်နောက်တစ်ခုကကြတော့ interrogative pronoun ဒါကကြတော့ဘာလဲဆိုရင်အမေးနန်စားပေါ့နော်အမေးနန်စားတစ်စုံတစ်ခုကိုမေးတော့မယ်ဆိုရင်တော့ interrogative pronoun နဲ့ပဲဒီချေတို့ကမေးပါတယ်နောက်တစ်ခုကကြတော့ဘာလဲဆိုရင် indefinite နော်indefinite pronoun ကကြတော့ဘာလဲဆိုရင်မသေးချာမြည်ရတဲ့တစုံတစ်ယောက်ကိုတစုံတစ်ခုကိုတစုံတစ်ခုသောအကြောင်းအရာကိုပြောချင်တဲ့ဟာဆိုရင် indefinite pronoun ကိုသုံးပါတယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီချေတို့တစ်ခုနှစ်ခုလေးကိုရှင်းပြချင်ပါတယ်ဒီမှာဆိုရင်တော့ reflexive pronoun ခုနကဒီချေပြောထား reflexive pronoun ဆိုတာကကိုယ့်ရဲ့ကိုပေါ့နော်ကိုပြောချင်တဲ့အခါသင်ကိုယ်တိုင်သူကိုယ်တိုင်ပေါ့နော်ဒါမျိုးလေးတွေကိုပြောချင်တဲ့အခါကျရင်သုံးပါတယ်အဲ့တော့ number 1မှာဆိုရင် I cat myself ဘာလဲဆိုတော့ငါစပင်ညက်တယ်ဆိုတော့ကိုပြုလုပ်တဲ့ဆောင်ရွက်တဲ့ကိစ္စတွေဖြစ်တဲ့အတွက်ကြောင့်မလို့myself pronoun နဲ့စားကိုသုံးထားပါတယ်နောက် number 2မှာဆိုရင် she look at herself in the mirror သူမကဘာလဲဆိုတော့ဂျေးမုံဆိုတာကမှန်ကိုသူ့ကိုသူပြန်ကြည့်နေတာပေါ့နော်ဒါမျိုးလေးတွေဆိုရင် herself သူမကိုယ်တိုင်ဒါမျိုးလေးတွေပါနောက်တစ်ခုက he tells himself to play guitar သူကိုယ်တိုင်ကိုကြသူဂီတာတီးနေတာကိုညွှန်ပြတဲ့အခါ pronoun နဲ့စားကိုသုံးထားပါတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင် reflexive pronoun ကြောင်းသိသွားပြီဆိုရင်ဆက်သွားရအောင် demonstrative pronoun ကြတော့ဘာလဲဒီခြေကပြောပြီးသားအညွှန်းနဲ့စားဖြစ်တဲ့အတွက်တစုံတစ်ခုကိုညွှန်ပြတဲ့အခါမျိုးမှာဆိုရင်အညွှန်းနဲ့စားကိုသုံးပါတယ်ဒါပေမဲ့ညွှန်ပြတဲ့နေရာမှာ near object နဲ့ far object ဆိုပြီးတော့ရှိပါတယ် near object ဆိုတာကအနီးနားမှာရှိတဲ့အရာဝတ္ထုတွေကိုညွှန်ပြတဲ့အခါမျိုးဆိုရင်ဒီခြေတို့က these နော်these to ကိုသုံးပါတယ် these ကကြတော့ဒီချေတို့ဘယ်ရလဲဆိုရင်အများကိုသုံးပြီးတော့ this ကကြတော့အနည်းကိုသုံးပါတယ်နောက်တစ်ခုကကြတော့ဘာလဲဆိုရင် far နော်ဝေးတဲ့ဟာကိုကြတော့ဘာလဲဆိုရင် those that's ကိုသုံးပါတယ် those that's ကဘာလဲဆိုရင်that's ကိုကြတော့ဒီချေတို့အနည်းကိုသုံးပြီးတော့ those ကိုကြတော့အများကိုသုံးပါတယ် singularity ကတော့ခွဲခြားရမှာဖြစ်ပါတယ်
ဒါဆိုရင် pronoun မှာရောအမျိုးအစားတွေဘယ်လောက်ရှိလဲဆိုတာကတော့သိသွားပြီเนาะဒီမှာဆိုရင်ကြည့်လိုက်ပါ this is my phone ကိုယ့်ရဲ့အနားမှာရှိနေတဲ့ဖုန်းလေးဖြစ်တဲ့အတွက်ကြောင့်မလို့အညွှန်းပြတဲ့အခါအနီးနားမှာဖြစ်တဲ့ကြောင့်မလို့ this သုံးပါမယ် this is my phone ဟုတ်ပြီနောက်တစ်ခုကကြတော့ကိုယ့်ရဲ့နားမှာရှိတဲ့ တော့ ready အများကိုသုံးချင်တဲ့ကြတော့ this သုံးလို့မရတော့ပါဘူး these ဖြစ်သွားပါပြီ these are my key ဒါကကျွန်ုပ်ရဲ့တော့ ready ဟုတ်ပြီเนาะအဲ့တော့ဟုတ်ပြီအများကိုသုံးတာဒါကအဝေးကိုပြတော့မယ်အဝေးကိုပြတဲ့ခါကျရင်ဖက်နက်ရှူးဖက်နက်ကတစ်ဖက်တစ်ဖက်ကနှစ်ရယ်ဆိုတော့သူအများနဲ့ပဲသုံးပါတယ် those are his shoe ဒါကသူ့ရဲ့ဖက်နက်တွေဖက်နက်ဟုတ်ပြီနော်အဲ့တော့ those ဆိုတော့ teacher တို့ကအဝေးကိုညွှန်းပါမယ်အညွှန်းကိုအများကြီးသုံးရပါမယ်ရပြီနော်နောက်တစ်ခုကကြတော့ that is a base mountain ဒါဟိုမှာကြည့်စမ်းဒါကတော့တောင်တန်းအကြီးကြီးပဲဒါမျိုးလေးတွေအဝေးကိုညွှန်းပြတဲ့ခါမှာ that ကိုသုံးပါတယ်ဒါဆိုရင်တော့ teacher ကရှင်းပြတဲ့pronoun လေးတွေကိုတော့တည်သွားပြီဖြစ်မှာပါမနေ့ပြန်ကြရင်တော့ teacher ကဗာလဲဆိုတော့ဝါစင်က8မျိုးထဲမှာ noun ကိုရှင်းပြပြီး pronoun ကိုရှင်းပြပြီးအဲ့ဒါပြီးရင်ဘာလာမလဲဆိုရင် teacher က adjective ကိုဆက်ပြီးတော့ရှင်းပြဖို့ကိုတင်ထားပြီးမှဖြစ်ပါတယ်ကလေးတို့အားလုံးကိုကျေးဇူးတင်ပါတယ်